ဖိုးအိုတယောက်ရဲ့လက်ကိုထူးဆန်းတဲ့ရွှေရောင်ဦးတစ်လုံးကကိုက်ခဲ့လိုက်ပါတယ်။သူဟာအတင်းယုံပြီးအဲ့ဒီအရာကိုခွာထုတ်ဖို့ကြိုးစားခဲ့ပေမဲ့ရွှေဦးရဲ့ခြေသေး6ချောင်းဟာအရေးပြားတဲ့ကိုဖြည်းဖြည်းချင်းနှိမ့်ဝင်သွားခဲ့ပါပြီ။အစပိုင်းမှာတော့သူလည်းဒါကိုတိတ်ပြီးသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီညမှာပဲသူဟာရေတွေအယမ်းငတ်လာပါတော့တယ်။ရေတွေဘလောက်ပဲတောက်အာကောင်6တာကလုံးဝမတက်တာပါဘူး။အသားစိမ့်တွေထည့်ထားတဲ့ပကံပြားကိုမြင်လိုက်ရတဲ့အချိန်ကြမှာသာသူဟာအမှန်တရားကိုသဘောပေါက်သွားခဲ့ပါတယ်။သူတကယ်တမ်းစာလောင်မှုတိတ်နေတာကတွေးဖြစ်နေလို့ပါ။သူဟာအဲ့ဒီစိတ်ရိုင်းကိုအတင်းအောင်အဲသိခံမှုကြိုးစားခဲ့ပေမဲ့လက်ဖွားပေါ်ကဒဏ်ရာကတားမရစီမရရရန်လာခဲ့ပါတယ်။လက်ဖွားကိုကိုက်ခဲ့တာဓာတ်နဲ့မုံပြီးတွေးထုတ်တာတွေလုပ်ကြည့်ပေမဲ့လည်းဘာမှတက်တာမလာခဲ့ပါဘူး။အဲ့ဒီအချိန်ကြမှာဒီပြဿနာရဲ့အရင်းမြစ်ဟာရွှေဦးကြောင့်ဆိုတာသူနားလည်သွားခဲ့ပါတယ်။သူဟာရွှေဦးကိုပြန်ကောက်ပြီးဒဏ်ရာပေါ်ဖိကက်လိုက်တဲ့အခါချက်ချင်းဆိုသလိုပဲရွှေဦးရဲ့ခြေသေးတွေဟာပြန်ပွင့်လာပြီးသူ့အသားလေးကိုထိုးဆိုင်လို့သွေးတွေကိုလောဘရာကြီးဆုပ်ယူပါတော့တယ်။တကိုယ်လုံးကနာကျင်မှုတွေချက်ချင်းပြောက်ကွယ်သွားပြီးအစားထိုးဝင်ရောက်လာတာကတော့ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့တာယာမှုအာယုံတစ်ခုပါ။အဖိုးအိုဟာအဲ့ဒီထူးဆန်းတဲ့ခံစားချက်ထဲမှာလုံးဝနစ်မျောသွားပြီးကျမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။နောက်ရက်မနေ့ရောက်တော့သူ့ကိုယ်သူမှန်နဲ့ကြည့်ပြီးအသက်10နှစ်လောက်ပြန်ငယ်သွားတာကိုမြင်တော့ဆုံးသွားခဲ့ရပါတယ်။အဖြေရှာချင်တာနဲ့သူဟာရှေးဟောင်းပစ္စည်းအယောင်းဆိုင်ကိုသွားခဲ့ပါတယ်။ဆိုင်ရှင်ကသူ့ကိုဗာပြောလဲဆိုတော့ဒါဟာထာဝရအသက်ကိုပေးစွမ်းနိုင်တဲ့မော်တက်ပညာသုံးပစ္စည်းတစ်ခုဖြစ်တဲ့ဒဏ္ဍာရီတွေရလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီကအတိယပညာရှင်တယောက်ဟာဒီရွှေဦးထဲမှာမြင့်မြတ်တဲ့ပိုးတော်မှာတကောင်ကိုပိတ်လောင်ထားခဲ့တာဖြစ်ပါတယ်။ဒီပစ္စည်းကိုတွေးကြွေးနေတဲ့၍အသုံးပြုတဲ့သူဟာထာဝရပြုံမြင့်နေမှာဖြစ်ပါတယ်။ဒီမတ်မောစရာဆွဲဆောင်မှုကိုမလွန်ဆန်နိုင်တော့တဲ့အဖိုးအိုဟာရွှေဦးကိုပို့ပြီးမကြာခဏအသုံးပြုလာပါတော့တယ်။နောက်ဆုံးသူ့ခန္ဓာကိုယ်ထဲကစီးဆင်းနေတဲ့သွေးတွေတောင်ပြစ်ချွဲရည်တွေဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။ပါတီပွဲတစ်ခုမှာသူဟာပြန်လည်ရရှိလာတဲ့လူငယ်ဘဝခွန်အားတွေနဲ့ပျော်ပျော်ပါးပါးကခုန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာရုတ်တရက်နှာခေါင်းသွေးယိုနေတဲ့လူတစ်ယောက်ကိုသူသတိထားမိသွားပါတယ်။သူဟာထိုလူနောက်ကိုတန့်စင်ကန်းထဲအထိတိတ်တဆိတ်လိုက်သွားခဲ့ပါတယ်။တန့်စင်ကန်းထဲရောက်တာနဲ့ကျမ်းပြင်ပေါ်ကသွေးကွက်တွေကိုရှာနဲ့ရက်ပစ်ချင်တဲ့ပြင်းပြတဲ့စိတ်တွေထိမရအောင်ဖြစ်လာပါတော့တယ်။ဒါပေမဲ့သူဘာမှမလုပ်ရသေးခင်မှာပဲတခြားဧည့်သည်တစ်ယောက်ဝင်လာခဲ့ပါတယ်။အဖိုးအိုခများသွေးကွက်တွေကိုတုတ်တင်ပစ်လိုက်တာကိုပဲစိုက်ကြည့်နေကြရရှာတယ်။ကံကောင်းချင်တော့ကျမ်းပြင်ပေါ်မှာသွေးဆက်အနှဲငယ်ကြံနေပါသေးတယ်။သူဟာကုန်းပြီးရှာကိုထုတ်လို့ရက်ဖို့ပြင်လိုက်တဲ့အချိန်တစုံတစ်ယောက်ကသူ့ကိုအခန်းတစ်ဖက်စီလွင့်သွားအောင်ကန်ထုတ်လိုက်ပါတယ်။သူသတိပြန်ရလာတဲ့အချိန်မှာတော့ရှေးဟောင်းပစ္စည်းဆိုင်ရှင်ရဲ့တူဖြစ်သူ Ross ကသူ့ကိုကားထဲမှာပိတ်လောင်ထားတာကိုတွေ့လိုက်ရပါတယ်။ Ross ကရွှေဦးကိုပေးဖို့တောင်းဆိုပေမဲ့အဖိုးအိုကတော့ဘာမှမသိသလိုပဲဟန်ဆောင်နေခဲ့ပါတယ်။အဲဒါကြောင့် Ross ကသူ့ကိုထိုးကျိတ်ပြီးကားကို6ထဲတွန်းချပစ်လိုက်ပါတော့တယ်။မကြခင်မှာပဲအဖိုးအိုရဲ့ရုပ်အလောင်းကိုနာရီကူညီမှုအသင်းစီပို့ဆောင်ခဲ့ကြပါတယ်။မတော်တဆဖြစ်တဲ့နေရာကအရန်ကိုဆိုးရွားလွန်းတာကြောင့်ရဲတွေကဒါကိုတာမန်မတော်တဆမှုလို့ပဲသတ်မှတ်ပြီးမိတင်ကြိုကိုအမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့အဖိုးအိုဟာမိတင်ကြိုမဲ့နေရာကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပြီဆိုတာကိုတော့ဘယ်သူမှမသိလိုက်ကြပါဘူး။သူဟာလူတွေကိုရှောင်ပြီးအိမ်ကိုတိတ်တဆိတ်ပြန်လာခဲ့ရမှာသူ့ရဲ့မြေးမလေးနဲ့အမတ်မထင်စုံမိသွားပါတယ်။မြေးမလေးဟာသူ့အဖိုးအသက်ရှင်နေတာကိုမြင်ပြီးလက်ဖြတ်သွားခဲ့ပေမဲ့လောလောဆယ်တော့အဖိုးကိုအိမ်ပေါ်ထက်ကပစ္စည်းတူလောင်ခန်းထဲမှာပဲဝတ်ထားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဖိုးကိုဘေးကင်းသွားပါပြီ။အဲ့ဒီအချိန်မှာပဲအခန်းထဲကိုနေအောင်ကြည်တန်းတစ်ချက်ဖြာချလာခဲ့ပါတော့တယ်။